တရားဒီနမောတို့ရလက်ဆိုးနေနဲ့တိုင်းပြည်ပြည့်နေတဲ့အဖေကဘာလဲဆိုတာပြောပြလာခဲ့တဲ့ဗန်နိုင်ပရိသတ်တော်မင်္ဂလာများ Yes Sport အိုင်ဘက်ခွန်ရှိကိုစာပေကနေပြန်လည်ကြိုးလိုက်ပါရင်နမောတရားဒီနေ့ဘောလုံးရအတီမှာရလက်ပိုင်းစွာနေမှုကြောင့်ပရိသတ်ရဲ့စိတ်ပြတ်မှုနဲ့ရင်ဆိုင်နေရပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးနမောရဲ့ခံစစ်မန်တိုင်းဗန်နိုင်ကပြဿနာတွေကိုဖြေရှင်းမှုကထင်သလောက်မလွယ်ပါဘူးကစားမအသစ်တွေစုပြုံရောက်ရှိလာတာကြောင့်လည်းပါတယ်ဒါတွေကြောင့်ပဲတော့မဟုတ်ပါဘူးအကောင်လုံးစုပြုံနေတာပြောရမယ်ဒီနေ့မှုရှိအောင်လုပ်ဖို့ဂိုးတွေသွင်းနိုင်ဖို့ဂိုးတွေမပေးရဖို့အခွင့်အရေးတွေဖန်တီးနိုင်ဖို့ပြန်ဘက်ကိုအခွင့်အရေးမပေးဖို့အကောင်လုံးကိုပြုပြင်ရမှာပဲလို့မှတ်ချက်ပြီးပြောကြားလာခဲ့ပါတယ်ဗန်နိုင်ရဲ့ပြောဆိုချက်ဟာဒီဟာဒီမှာရင်ဆိုင်နေရတဲ့လဘောရဲ့ပြဿနာတွေကိုပြေဆုံးစွာဖော်ပြထားတယ်။သူကပြဿနာတွေကတခုတည်းအကြောင်းမဟုတ်ပဲအကြောင်းမျိုးမျိုးရဲ့စုပြုံမှုတွေအကြောင်းဖြစ်တယ်ဆိုပြီးတော့ထောက်ပြထားတယ်။ဒီချက်တွေကိုအချင်းချင်းကြည့်မယ်ဆိုရင်အသင်းနဲ့ကိုကစားသမားအသစ်တွေရောက်လာတာဟာအသင်းရဲ့အသင်း chemistry ကိုထိခိုက်စေနိုင်တယ်။ကစားသမားတွေဟာအသင်းရဲ့ကစားဟန်နီးပြပါနဲ့လာရောက်ညီထွေဖြစ်ဖို့အချိန်လိုအပ်တယ်။လဘောရဲ့ကစားပုံမှာတည်ငြိမ်မှုမရှိတာကရလက်ဆိုးရွားမှုရဲ့အဓိကအကြောင်းအချက်တစ်ခုဖြစ်တယ်။ဂိုးသွင်းနိုင်စွမ်းနေပါတာအခွင့်အရေးတွေဖန်တီးနိုင်မှုအားနေတာပြန်ဘက်ကိုအခွင့်အရေးတွေပေးမိတာနဲ့ဂိုးပေးရတာတွေကအသင်းရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေခဲ့တယ်။ဒါကြောင့်ဗန်နိုင်ရဲ့အမြင်ဟာလဘောရဲ့ပြဿနာတွေကိုရိုးသားစွာဖော်ပြထားပြီးအသင်းအားနည်းချက်တွေကိုပြေဆုံးစွာခွဲခြမ်းစိတ်ပြထားရလို့ဆိုရပါမယ်။မင်္ဂလာပါဘောလုံးချစ်သူညီကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစေရမလို့ပဲ internet line ရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ Yes Sport iBet ခွန်ရှိကို agency မှာဘောလုံးကစားလို့ရတယ်နော်။နေ့စဉ်တိုင်းမှာဘောလုံးဝဲဘောင်းစောကိုတနေရာထဲမှာစော်ကစားနိုင်ပြီးတော့ iBet ခွန်ရှိကိုမောင်း956မှာ body မောင်းပထမပိုင်းဒုတိယပိုင်းသာမကဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ဘောင်းဆောင်ကနေကစားနိုင်အောင်မှာဖြစ်ပါတယ်။အကောင့်သစ်10ရာခိုင်နှုန်းစနေနေ့တိုင်း unit ဖြည့်9ရာခိုင်နှုန်းလာချုပ်ရှုံးကြေးဘောနဲ့9ရာခိုင်နှုန်းပေးတဲ့အပြင်ညီပြမရှိယုံကြည်စိတ်ချစွာကစားခြင်းလေဆိုရင်တော့ Yes Sport ပေးကနေပဲဖြစ်ဖြစ် Viber Telegram 399253 9439ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာဒီနေ့ဘောလုံးရဒီမှာတော့လီဗာပူးဟာပရီးမီးယားလိဂ်မှာရလက်ပိုင်းခြေစွမ်းပိုင်းမတင်ငိမ်သေးတာကိုတွေ့နေရတယ်။ရာသီအစနိုင်ပွဲဆက်ခဲ့တယ်ဆိုတာကလည်းပွဲပြီးကန်ဒီဂိုးတွေနဲ့တာပုတ်ကာတီကအနိုင်ရခဲ့တဲ့ပွဲတွေကများပါတယ်။လီဗာပူးဟာဒီရာသီမှာကစားမအသစ်တွေအချိန်ဟုန်နဲ့ခေါ်ယူခဲ့ပြီးဒီလိုသစ်တွေဟာအသင်းရဲ့ကစားဟန်နဲ့လာရောက်ညီထွေဖြစ်ဖို့အချိန်လိုအပ်နေတယ်။ဥပမာကွင်းလယ်နဲ့တိုက်စစ်ပိုင်းမှာခေါ်ယူထားတဲ့ Florian Bass လိုကစားသမားတွေဟာရာကန်ကလော့လက်ထက်ကလိုမျိုးတဲကျွားတဲ့ဂျာဂျန် pressing ကစားဟန်နဲ့အပြေးအဝလာရောက်ညီထွေမဖြစ်သေးဘူး။ဒါအသင်းရဲ့တည်ငြိမ်မှုကိုထိခိုက်စေနိုင်တယ်။ဗန်နိုင်ပြောသလိုပဲလီဗာပူးဟာဂိုးသွင်းနိုင်စွမ်းနဲ့အခွင့်အရေးဖန်တီးနိုင်မှုအားနည်းနေတယ်။ဒါအတိုက်စစ်ကစားသမားတွေခြေစွမ်းပိုင်းကြာဆင်းမှုဒဏ်ရာပဿနာတွေဒါမှမဟုတ်နီးပြွာပိုင်းအပြောင်းလဲမှုတွေအကြောင်းဖြစ်နိုင်တယ်။ဥပမာမိုဟာမက်ဆာလာလိုကစားသမားတွေရဲ့ဖောင်ကြာဆင်းမှုနဲ့ဒီယာဒီမှာတိုက်စစ်ပိုင်းညှိယူမှုအားနေတာကဂိုးသွင်းနိုင်စွမ်းကိုထိခိုက်စေခဲ့တယ်။ဂျိုဒါမရှိတော့တာဒီရက်ကိုဘိုင်ယန်အသင်းထံပြောင်းရွှေ့ခွင့်ပြုခဲ့တာတွေကလည်းလီဗာပူးကိုကန်ဆိုးမှုမောင်ကြာစေခဲ့တယ်။နောက်တစ်ချက်ဆက်ပြောရရင်ဗန်နိုင်ကိုနိုင်ကခံစစ်မနိုင်ဖြစ်ပြီးသူပြောတဲ့ဂိုးတွေမပေးရဖို့ဆိုတဲ့အချက်ကလီဗာပူးရဲ့ခံစစ်ပိုင်းအားနည်းချက်တွေကိုထောက်ပြနေတယ်။လီဗာပူးဟာဒီယာဒီမှာပြန်မဲ့တွေကိုအခွင့်အရေးတွေပေးမိတာဂိုးပေးရတာတွေများနေတယ်။ဒါဟာခံစစ်ကစားသမားတွေရဲ့ညှိယူမှုအားနည်းတာကွက်လက်ပိုင်းအကာအကွယ်ပေးမှုနဲ့ပါလာတဲ့အကြောင်းဖြစ်ပါတယ်။နောက်ပြီးလီဗာပူးဟာဒီတွေမှာဘိုးခံစစ်မှုကောင်းကောင်းမဝယ်ဘဲနဲ့ဂေးကိုဝယ်ဖို့အလကားနဲ့အချိုချောင်ရဖို့ဆုံးဖြတ်ခဲ့တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားလာနေရပြီးဒီရာသီအစပဲရှိနေပေမဲ့ခံစစ်ပိုင်းမှာဒဏ်ရာပဿနာတွေကြုံတွေ့နေရပြီးထေကစားစရာကစားမှမရှိသလောက်နေပါသွားခဲ့ပြီးဖြစ်ပါတယ်။နောက်ပြီးလီဗာပူးရဲ့နီးပြအသင်းစလော့ရဲ့လက်ထက်မှာအသင်းကကလော့ရဲ့ဂျာဂျန် pressing ကစားဟန်ကနေပုံမထင်းချုပ်နိုင်မှုအပေါ်အာယုံစိုက်တဲ့ကစားဟန်စီပြောင်းလဲဖို့ကြိုးစားနေတယ်။ဒါပေမဲ့ဒီပြောင်းလဲမှုဟာအချိန်ယူရပြီးကစားမတွေရဲ့လာရောက်ညီထွေဖြစ်မှုအားနေတာကတည်ငြိမ်မှုကိုထိခိုက်စေတယ်။ဗန်နိုင်ရဲ့စကားတွေကလက်ခံလို့ရလား။ဗန်နိုင်ရဲ့ပြောဆိုချက်တွေဟာလီဗာပူးရဲ့ပြဿနာတွေကိုရိုးသားစွာဖော်ပြထားပြီးအသင်းရဲ့အားနည်းချက်တွေကိုပြေဆုံးစွာခွဲခြမ်းစိတ်ပြထားတယ်။ဒါပေမဲ့ဗန်နိုင်ရဲ့ပြဿနာတွေကိုအကုန်လုံးစုပြုံနေတာလို့ပြောရပေမဲ့သတ်မှတ်ထားတဲ့အကြောင်းအချက်တွေကိုအသေးစိတ်မဖော်ပြထားဘူး။ဥပမာနီးပြပိုင်းပြောင်းလဲမှုနီးပြရဲ့အဆုံးဖြတ်ချက်တွေဒါမှမဟုတ်ကစားမတွေရဲ့ဖောင်းကျဆင်းမှုတွေကပုံမရှင်းလင်းစွာဖော်ပြဖို့လိုအပ်တယ်။အခုကမလုံးချီတုပ်ပြီးတော့ရှောင်ပြောနေတယ်လို့မျိုးဖြစ်နေတယ်။နောက်ပြီးတော့ဗန်နိုင်ကပြဿနာတွေကိုဖော်ပြပေမဲ့သတ်မှတ်ထားတဲ့ဖြေရှင်းနည်းတွေကိုအသေးစိတ်မပြောထားဘူး။ဥပမာဒီငြိမ်မှုရဖို့တဲ့ဘယ်လိုနီးပြတွေကိုသုံးရမလဲ။ဒါမှမဟုတ်ကိုသိနိုင်စွမ်းတိုးတက်ဖို့ဘယ်လိုပြုပြင်မှုတွေပြုလုပ်ရမလဲဆိုတာမျိုးတွေသူစကားထဲမှာအတိအကျမတွေ့ရဘူး။ဗန်နိုင်ကသူပြဿနာတွေကိုအကုန်လုံးပြောထားပေမဲ့ကစားမတွေနီးပြအဖွဲနဲ့စီမံခန့်ခွဲမှုအဖွဲတွေတာဝန်ယူမှုကိုရှင်းလင်းစွာခွဲခြမ်းစိတ်ပြပြီးပြောမထားဘူး။ဒါကြောင့်သူ့ရဲ့အမြင်ဟာရေဘူးရဆန်လွန်းတယ်လို့သုံးသပ်မိကြမှာအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။